ဒီနေ့2025ခုနှစ်နိုဝင်ဘာလ23ရက်ရောက်ပါပြီနော်ဟုတ်ပါဗျာဒီနေ့ရစနားထဲမှာရင်းနှီးထားတဲ့စကားအစဉ်ကလေးနော်အင်းချင်းပဲလည်းမတွေ့ရတော့အိဋ္ဌဆက်ရဲ့ဝါမျိုးတာအရာအလုံးဟာတူညီစွာပဲခံရရတယ်အဲ့ဒီအမှန်တရားကိုသိတာကောင်းမှုတွေထဲမှာအထွတ်အထိပ်ပဲအခုသာဝေဇနိယဒေဌာနလာရောက်ပြီးတော့နော်ဖူးမြော်ကြတယ်ဆိုတာအဓိကလူရင်းကကောင်းတဲ့စိတ်တွေကိုယ်တဏ္ဍာမှာဖြစ်သွားဖို့ကောင်းမှုတွေဖြစ်သွားဖို့လုပ်တာဟုတ်လားကောင်းမှုဆိုတာကတော့အမျိုးအစားအမျိုးမျိုးရှိတာပေါ့အကြံဉာဏ်ဖြင့်ဒါနကောင်းမှုရှိတယ်သီလကောင်းမှုရှိတယ်သမာဓိကောင်းမှုရှိတယ်ပညာကောင်းမှုရှိအဲ့ဒါအခုလိုလာပြီးတော့ဒီတဝေဇနိယလေးဌာနမြတ်စွာဘုရားဟောတော်မူရာမြတ်စွာဦးဓမ္မစကြာဟောတော်မူရာမြတ်စွာဘုရားပြိဋိဘဆိုင်ရာဒီမြင့်မြတ်တဲ့နေရာတွေကိုလာပြီးတော့ဖူးမြော်ကြတယ်ကြည်ကြတယ်ရှုကြတယ်ဆိုတာဘယ်လိုကုသိုလ်မျိုးဖြစ်တဲ့တယ်လဲဘယ်လိုကုသိုလ်မျိုးဖြစ်နိုင်တယ်လဲဒါနတို့သီလတို့ဆိုတာကတော့တမာတိတို့ဆိုတာကတော့ကျန်တဲ့အချိန်တွေမှာလည်းပဲတော့သူဖြစ်တာပါပဲတိတ်ပြီးတော့အဲ့ဒီကုသိုလ်တွေအတွက်ဒီနေရာတွေကထိုးပြီးတော့ဖြစ်တဲ့အရာတွေမဟုတ်ဘူးလို့ဘုန်းကြီးကဆိုရင်ဒီနေရာတွေရောက်တဲ့အခါမှာထိုးပြီးတော့ဖြစ်တဲ့ကုသိုလ်ကဘယ်လိုကုသိုလ်တုံးဆိုတော့ပညာကုသိုလ်ဆိုတာတဘာဝတရားတွေအကြောင်းကိုမှန်မှန်ကန်ကန်သိတာမြင်တာနားလည်တာအဲ့လိုဆိုရင်ဘယ်လိုတရားကိုသိတဲ့ပညာကုသိုလ်ဖြစ်ရမှာလို့ထပ်ပြီးတော့စဉ်းစားမယ်ဆိုရင်မြတ်စွာဘုရားရဲ့အကြောင်းကိုအများကြီးသိတဲ့နားလည်မှုရှိတဲ့ပညာကုသိုလ်ဘုရားအကြောင်းကိုသိတာပညာကုသိုလ်လို့ဘုန်းကြီးကအဲ့လိုပြောခြင်းဟုတ်လားတို့ကိုယ်ဝယ်တဲ့မြတ်စွာဘုရားမြင့်မြတ်တော်မူလေဘာလို့မြင့်မြတ်တာတော့ကဲသိဖို့လုံးနော်အခုဒီနေရာကိုလာပြီးတော့ကြည်ရတယ်ဘာလို့လာကြည်တာတော့မြတ်စွာဘုရားမွေးဖွားတော်မူခဲ့တဲ့နေရာကိုလာကြည်တာပေါ့မြတ်စွာဘုရားမွေးဖွားတဲ့နေရာကတာမန်လူတယောက်မွေးဖွားတဲ့နေရာနဲ့ဘာကြောင့်မတူရတာတော့မြတ်စွာဘုရားတာမန်လူမဟုတ်လို့ပေါ့အဓိကလူရင်းအဲ့ဒါနော်မြတ်စွာဘုရားတာမန်လူမဟုတ်အထူးကိအမြင့်မြတ်ဆုံးလူသားတော့လူရင်းအနှစ်ချုပ်လိုက်တဲ့အခါမြတ်စွာဘုရားမြင့်မြတ်တယ်အမြင့်မြတ်ဆုံးဖြစ်တော်မူတယ်ဆိုတာကိုယုံကြည်လို့သူမွေးခဲ့တဲ့နေရာကိုလာကြည့်တာဒါအဓိကလူရင်းကဘာလဲဆိုတော့မြတ်စွာဘုရားရဲ့မြင့်မြတ်ပုံမြတ်စွာဘုရားဘယ်လိုမြင့်မြတ်တာတော့တနည်းအားဖြင့်လည်းမြတ်စွာဘုရားကိုအထူးခြားဆုံးလို့ပြောတယ်မြတ်စွာဘုရားဘယ်လိုထူးခြားတာတော့ဘုရားပဲကွာထူးတာပေါ့တာမန်လူမဟုတ်ဘူးခိုင်ဒီလောက်ပြောတတ်တယ်လည်းတော့ဘုန်းကြီးကအားမရသေးဘုရားကဘယ်လိုထူးတာတော့ကိုခိုင်စောကြီးလူတွေကစကားတွေပြောလို့တာပြောနေတာကိုပြောတဲ့စကားလုံးတွေရဲ့အတိတ်ပဲလေစစ်စစ်ပေါက်ပေါက်သိတာမဟုတ်ဘူးဘုရားမြင့်မြတ်တယ်ခိုင်ဘယ်လိုမြင့်မြတ်တာတော့လို့မေးရင်ဆွန့်အားသွားမဲ့လူတွေပဲများနော်ဘုရားထူးခြားဆုံးလူခိုင်ဘယ်လိုထူးခြားတာတော့ပြောပါအောင်ဆိုရင်နည်းနည်းလောက်ပဲပြောတတ်မယ်အပေါ်ယံလောက်ပဲပြောတတ်မယ်နည်းနည်းရှမ်းရှမ်းပြောတတ်ဖို့သိမလွယ်ဘူးအဲ့ဒါကြောင့်ဘုရားအကြောင်းသိတာပညာလို့ပြောတာအဲ့ဒါဘုန်းကြီးကမြတ်စွာဘုရားဘယ်လိုထူးခြားသလဲဆိုတာကိုပြောကျင်တာဒီနေရာလေးဟာကမ္ဘာလောကမှာအထူးခြားဆုံးလူသားတစ်ယောက်မွေးဖွားခဲ့တဲ့နေရာလေးဟုတ်လားအဲ့ဒါမြတ်စွာဘုရားဘယ်လိုထူးခြားတာတော့မြတ်စွာဘုရားကိုယ်တော်တိုင်သူဟာအံ့ဩစရာကောင်းတဲ့လူသားတစ်ယောက်ဖြစ်တယ်သူဟာအထူးခြားဆုံးလူသားတစ်ယောက်ဖြစ်တယ်သူဟာအမြင့်မြတ်ဆုံးလူသားတစ်ယောက်ဖြစ်တယ်ဆိုတာကိုဒေသနာတော်တွေထဲမှာကိုယ်တိုင်ဟောထားတာကိုရှိဟုတ်လားဒီနေရာမှာမြတ်စွာဘုရားမွေးဖွားတော့ကျမ်းဂန်တွေထဲမှာပြောတဲ့စကားလေးရှိတယ်မွေးခြင်းမြတ်စွာဘုရားစကားပြောတယ်ဘုရားလောင်းမွေးခြင်းစကားပြောတဲ့ဘဝ၃ဘဝရှိတယ်တဲ့မောဟတထာဇတ်တော်ထဲမှာမောဟတထာသတို့သားလေးမွေးဖွားလာတော့တရားမင်းကလက်ထဲမှာအစွမ်းထက်တဲ့ဆေးခဲတစ်ခဲထည့်ပေးလိုက်တယ်အဲ့ဒါမအေးဖြစ်တဲ့ပုဂ္ဂိုလ်ကအံ့ဩတာပေါ့နော်ငါသားအဲ့ဒါဘာတော့
မေးမိအဲ့လိုမေးတဲ့အခါကျတော့အမေဒါဆေးယောဂအလုံးကိုပျောက်စေတဲ့ဆေးမဟာဩတထကြီးကျယ်မြင့်မြတ်တဲ့ဆေးဩတထဆိုတာဆေးပဲအဲ့ဒီစကားလုံးနှလုံးပေါင်းထားတာမဟောတထဆိုနောက်ဝေဒန်တရားဇတ်တော်မှာဝေဒန်တရားမင်းသားလေးမွေးဖွားလာတော့မအေးကိုစစကားပြောတယ်ပေးခြင်းနဲ့လှူခြင်းနဲ့ဘာရှိလို့ပေးပါမွေးရဆာဇာတိပြနော်ပေးခြင်းနဲ့လှူခြင်းနဲ့အမိမဘာရှိလို့ပေးပါဒါမအေးကလက်ကလေးနဲ့ဖေးမှပြီးတော့အတပြားထောင်ထုတ်ထည့်ပြီးအခုတိဋ္ဌထမင်းသားဘုန်းကြီးတို့ကိုယ်ဝယ်တဲ့မြတ်စွာဘုရားမွေးဖွားလာတယ်လေနော်အကောဟမတမိလောကတာလောကကြီးမှာငါအမျက်ဆုံးလို့ပြောတယ်တိထောဟမတမိလောကတာလောကကြီးမှာငါအမျက်ဆုံးစေထောဟမတမိလောကတာလောကကြီးမှာငါအကြီးဆုံးငါအမြင့်မြတ်ဆုံးငါအကြီးဆုံးဒီလောကကြီးမှာအယမန္တိမဇာတိနတ္ထိတံတိပုဏ္ဏဘောဘုရားနေရာတော်ပြောရင်နော်အယမန္တိမဇာတိငါရဲ့ဒီဘဝပရိသေနေခြင်းမွေးဖွားခြင်းဟာနောက်ဆုံးမွေးဖွားခြင်းပဲနောက်ထပ်မွေးဖွားတဲ့အကြောင်းရှိတော့နတ္ထိတံတိပုဏ္ဏဘောနောက်ထပ်ဖြစ်เสียအကြောင်းရှိတော့ဒါသူမွေးခြင်းပြောတဲ့စကားတဲ့ဟုတ်လားအဲ့တော့ဒီမှာပြောရင်ကကိုယ်စိတ်ထဲမှာအလွန်လေးတဲ့အရာလားအလွန်လေးတဲ့ကောင်းမှုဖြစ်ဖို့မြတ်စွာဘုရားဘလောက်ထူးခြားတဲ့ပုဂ္ဂိုလ်လဲဆိုတာကိုဘုရားပြောခဲ့တဲ့အတိုင်းဘုန်းကြီးတို့အများကြီးသိအောင်လုပ်ရမယ်ကိုယ်စိတ်ထဲမှာအကျဉ်းများဖြစ်တော့မြတ်စွာဘုရားသီလသမာဓိပညာဝိမု ക്തി မု ക്തി ဉာဏတဒနာအစရှိတဲ့တရားတွေဘယ်သူမှမတူဘူးထူးခြားတယ်ဒီလောက်တော့သိတာပေါ့ဟုတ်လားရုပ်ရည်အပြင်လည်းပဲအတင်တယ်လို့ဖြည့်ဆည်းခဲ့တဲ့ပါရမီတွေကအပြည့်စုံဆုံးအကောင်းမွန်ဆုံးအလုံးလောက်ဆုံးဖြည့်ဆည်းခဲ့တာဆိုတော့ဒီဘဝပြီးနောက်ဘဝလည်းဆက်เสียမရှိတော့ဘူးဆိုတော့ပြုထားတဲ့ကောင်းမှုတွေကဒီဘဝမှာအဆုံးစွန်အထွတ်အထိပ်အကုန်အကျိုးပေးထားတာဆိုတော့ဘာမှလူလီသေးမရှိပြည့်စုံအဲ့ဒါကိုဘဂဝါလို့ခေါ်ဟုတ်လားအခုဘုန်းကြီးကဒီလူတွေကိုမြတ်စွာဘုရားဟာဘလို့ထူးခြားတာတော့ဘလို့အံ့ဩစရာကောင်းတာတော့မြတ်စွာဘုရားကိုယ်တော်တိုင်ငါဟာအံ့ဩစရာကောင်းတဲ့လူသားတစ်ယောက်ဖြစ်တယ်လို့ပြောခဲ့တဲ့ဒေသနာတစ်ပုဒ်ရှိနောက်ကိုခိုင်တော်ကြီးအင်္ဂုတ္တပါဠိတော်စတုကနိဗ္ဗာန်ထဲမှာတထာဂတဣစရိယသုတ်တံသုတ်တံနှစ်ပုဒ်ရှိတထာဂတဣစရိယတထာဂတဆိုတာရှိဘုရားတို့နီးလို့လာရင်ကောင်းတော်မူသောမြတ်စွာဘုရားသူ့ကိုယ်သူညွှန်းတာနော်တထာဂတဣစရိယဆိုတာမဖြစ်စဘူးဖြစ်လာတဲ့ထူးကဲတဲ့လက်ဖြစ်တီးပြီးအံ့ဩခြင်းကထိုက်တဲ့ပုဂ္ဂိုလ်ဣစရိယနော်တထာဂတဣစရိယသုတ်တံအဲ့ဒီသုတ်တံမှာမြတ်စွာဘုရားသူဟာဘလို့ပုဂ္ဂိုလ်မျိုးဖြစ်တယ်ဆိုတာကိုပြောပြတယ်အဲ့ဒီသုတ်တံကိုဘုန်းကြီးကအလွန်ကိုသဘောကျတော့ဦးသိငယ်ဘဝတည်းကစအဲ့ဒီသုတ်တံလေးကိုအလွတ်ကျက်ထားသူက၄ချက်မြတ်စွာဘုရားပြောတတ္တလောကမှာရှိကြတဲ့လူတွေနတ်တွေတိရစ္ဆာန်လောကအပေဘုံလောကစကားတွေထည့်မပြောဘူးဆိုကြပါစို့နော်အဲ့ဒီလူတွေနတ်တွေဟာဘလို့သဘောတဘာဝရှိတယ်လေမြတ်စွာဘုရားကဘလို့သဘောတဘာဝရှိတယ်လေမြတ်စွာဘုရားနဲ့လူတွေနတ်တွေတရားတွေနဲ့ဘယ်နေရာမှာအကြီးအကျယ်ကွဲပြားခြားနားနေတယ်လေတတ္တလောကကြီးကိုမြတ်စွာဘုရားကဘလို့ပြောင်းလဲပေးခဲ့တယ်လေကောင်းတဲ့ဘက်မှာအပြောင်းလဲကိုဖြစ်စေနိုင်မှာဘုန်းကြီးတို့အပေါ်ရင်ကြည့်မယ်ဆိုရင်လေလူတယောက်ရဲ့တန်ဖိုးဆိုတာလူဝန်းကျင်ကြီးတစ်ခုလုံးလူသားလောကကြီးတစ်ခုလုံးကိုကောင်းတဲ့ဘက်မှာအကြီးအကျယ်ပြောင်းလဲစေနိုင်မယ်ဆိုရင်ဒီလူဟာလူထက်လူဟုတ်တယ်မဟုတ်လားကောင်းတဲ့ဘက်မှာအများကြီးပြောင်းလဲသွားလူလောကကြီးကိုအပြောင်းလဲလုပ်ပလိုက်တယ်နော်ဆိုးတဲ့အခြေအနေကနေကောင်းတဲ့အခြေအနေရောက်အောင်ပြောင်းနိုင်ဖို့ပြောင်းတယ်ဆိုတာလည်းမကောင်းတဲ့ဘက်ပြောင်းသွားတော့ပြောတာမဟုတ်ဘူးနော်ရုံညံ့တဲ့အခြေအနေကနေမြင့်မြတ်တဲ့အခြေအနေကိုပြောင်းသွားနိုင်ဖို့နော်အပြောင်းလဲလုပ်ပေးတာအဲ့ဒါမြတ်စွာဘုရားအဲ့ဒါလေးကိုဘယ်လိုပြောတော့ဆိုတော့နံပါတ်1အာလေယကမဘိက္ခွေပဇာအာလေယရတအာလေယတမ္မုဒိတာဟောဒီတရားဝါတွေအကုန်လုံးဟာတဲ့ဒီအာယုန်တွေဒီဘဝတွေပေါ်မှာလိုလားတောင့်တတဲ့လောဘနဲ့ပဲပျော်နေကြတယ်ညိကတ်တန်ရောစဉ်တွေရစ်ပတ်နှောင်ဖွဲ့ပြီးအာလေယဆိုတဲ့တရားရှိအာလေယဆိုတော့လောဘကိုပြောကျ
ကျွတ်တို့တခုကိုတန်ရောစင်မပြတ်ဘူးစိတ်ထဲမှာမပြတ်ဘူးတော့ငါအားလည်းမပြတ်သေးဘူးကွာပြောကြတယ်ရှိရင်နော်ဒါကိုလုံးဝစိတ်ထဲမရှိတော့ဘူးဆိုတော့အားလည်းပြတ်သွားပြီသူဘာဖြစ်နေလဲအားလည်းရဆိုတဲ့စကားလုံးလေးတော့နော်ခုဒီမှာမြတ်စွာဘုရားအဲ့ဒါလေးခေါ်တယ်အာလယရာမဘိက္ခဝီပစာယဟန်တို့ဟောဒီတရားဝါတွေဟာအာလယရာမအာလယမှာပျော်နေကြလောဘနဲ့ပျော်နေကြတာလို့ပြောတာဟောလည်းမြင်လဲရခြင်းနဲ့ဒါလေးကြားနေရခြင်းနဲ့ရခြင်းနဲ့ဟုတ်လားအခုလမ်းတစ်လျှောက်လုံးလည်းပဲလက်ဘွားပြန်တောင်းတဲ့လူနဲ့ဟုတ်လားအလုတ်ကလေးလုတ်ပြပြီးတောင်းတဲ့လူနဲ့နီးမျိုးစုံနဲ့မလုပ်နဲ့တော့တောင်းနေတယ်အဲ့ဒါဘာလို့လဲရခြင်းပေါ့နော်တရားဝါတွေရဲ့ရခြင်းတဲ့စိတ်ကိုငုံငုံကြီးပေါ်နေပါနော်တမြတ်စွာဘုရားတရားဝါတွေအကုန်လုံးဟာဒီရခြင်းနဲ့အနေထားလေးနဲ့ပဲပျော်နေတာရခြင်းတာလေးရအောင်လုပ်လိုက်ရလိုက်နောက်ထပ်ရခြင်းလိုက်ရအောင်လုပ်လိုက်ကုသဝင်းကြီးဟုတ်လားအားနဲ့ပျော်နေဒီရခြင်းတာနဲ့ပျော်နေရခြင်းတာနဲ့ပျော်တယ်ရတာနဲ့ပျော်တယ်ရတော့လေလောဘကငြိမ့်သလားမငြိမ့်ဘူးဒါလေးကိုတားရတာလောဘနှမျိုးရှိတယ်မရသေးတာကိုရခြင်းတာရဲ့ရပြီးသားကိုကျင့်တတ်နေတာအဲ့တော့မရသေးတာကိုလည်းကျွတ်တော့ရခြင်းရပြီးသားလည်းမစွန့်နိုင်အဲ့လိုတော့နော်အဲ့ဒါမြတ်စွာဘုရားအာလယရာမဘိက္ခွေပဇာအာလယရတ္တအာလယသမုဒိတာတရားဝါတွေဟာလောဘနဲ့ပျော်နေရတယ်သူတို့မှပျော်စရာဆိုလို့ဟောဒီလောဘလေးပဲရှိနော်အာယုံမှာတွဲပြီးတော့နားလေရမယ်ပေါ့ဟုတ်လားအာယုံတွေလည်းရှိတယ်ကျွတ်တို့မှာအဲ့ဒီအာယုံတွေကိုနှစ်တက်တဲ့သဘောကြတဲ့အာယုံတွေနဲ့နေရတာကိုတခါတည်းစိတ်တိုင်းကြနေတဲ့လောဘလည်းရှိတလောကလုံးအဲ့ဒီတိုင်းနေအဲ့ဒါမြတ်စွာဘုရားပွင့်လာပြီဆိုတဲ့အခါကျတော့မြတ်စွာဘုရားအဲ့ဒါကိုပြောင်းပြန်လန့်ပြစ်အာလယရာဘိက္ခဝေပဇာတအာလယသမုဒိတာတာတထာဂတေနအနာလေဓမ္မေဒေတိယမာနိဟောဘုရားပွင့်လာတထာဂတပေါ်လာတယ်လူလူဇံပေါ်လာတယ်ပြောကြပါစို့နော်ပေါ်လာတဲ့အခါကျတော့သူဘာပြောတော့ဆိုအနာလေဓမ္မေဒေတိယမာနိလောဘကင်းကြောင်းလောဘမကောင်းဘူးလောဘကြောင့်ဖြစ်တဲ့ဒုက္ခတွေကများလွန်းတယ်ဒါကြောင့်ဒီလောဘကိုမင်းတို့ဖြတ်တောက်ပြရမယ်ဒီလောဘကိုပယ်ရှားနိုင်အောင်ကြိုးစားရမယ်အစရှိသဖြင့်လောဘရဲ့အပြစ်ကိုပြပြီးတော့လောဘကင်းခြင်းအကျိုးကိုပြပြီးတော့ဒီလောဘကိုနှီးမျိုးစုံနဲ့ဒီနေ့အဖြစ်နှီးမှန်လမ်းမှန်နဲ့လောဘမဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့လောဘပယ်ရှားကြောင်းတရားဒေသနာကိုမြတ်စွာဘုရားဟောတယ်။တာတထာဂတေနအနာလေဓမ္မေဒေတိယမနိနော်အနာလေယဓမ္မတရားဝါတွေကအာလေယမှာပြောတယ်မြတ်စွာဘုရားဟောတဲ့တရားကဆန့်ကျင်ဘက်အနာလေယဓမ္မအနာလေယဓမ္မဆိုတော့ပြောတာလေလောဘကင်းကြောင်းတရားအဲ့ဒီတရားကိုဟောတဲ့အခါကျတော့အောစရာပဲတဲ့သုတ်တုတတိသောတံဩရဟတိအညာစိတ်တံဥပထပင်တိသောသောကလောဘနွန်ထဲမှာခေါင်းဆိုင်ပြီးတော့နစ်နေကြတဲ့တရားဝါတွေအကုန်လုံးကမြတ်စွာဘုရားလောဘကင်းကြောင်းတရားဟောလိုက်တဲ့အခါကျတော့အမေသူတို့စိတ်ဝင်စားတယ်အခုဥဒ္ဒဝီစိတ်ဝင်စားတယ်မဟုတ်လားစိတ်ဝင်စားရနော်ဇောတစ်ချောင်းလုံးဒီပြင်အာယုံနဲ့နေတာအခုဒီမြတ်စွာဘုရားတရားဟောလိုက်တဲ့အခါကျတော့ဒါကိုဘာလို့တော့စိတ်ဝင်စားတယ်သုတ်တုတတိနားထောင်ခြင်းနဲ့သောတံဩရဟတိနားကိုစွန့်ထားတယ်အညာစိတ်တံဥပထမင်းဒီတိလို့စိတ်ကိုအလုံးမထက်ထက်တန်တန်ဖြစ်ပေါ်နေတယ်အဲ့ဒါဘယ်သူ့အစွမ်းတော့ဆိုတော့မြတ်စွာဘုရားရဲ့အစွမ်းနော်တာတထာဂတိနာဥပတမိကိအနာလီဓမ္မေဒိဋ္ဌိယမဏိသုတ်တုတတိသောတံဩရဟတိအညာစိတ်တံဥပထမင်းဒီအဲ့ဒါဟာမြတ်စွာဘုရားရဲ့နံပါတ်1အဩဇရာကောင်းတဲ့အချက်မြတ်စွာဘုရားရဲ့ထူးခြားချက်ဆိုတာအဲ့ဒါလောဘနွန်နဲ့နေနေတဲ့တရားဝါတွေကိုကဲမင်းတို့ဒီဘက်ပြန်လှည့်လိုက်အောင်အဲ့လိုလုံနိုင်စွမ်းတာဟာဘုရားတစ်ပါးပဲရှိခုဘုန်းကြီးပြောနေရလဲပဲမြတ်စွာဘုရားရဲ့စကားကိုပြောတာဖြစ်တဲ့အတွက်ကြောင့်ကိုယ်စကားလည်းတစ်လုံးမှမပါဘူးဟုတ်တယ်မဟုတ်လားအဲ့တကယ်လို့ဒီလူတွေကလောဘကင်းကြောင်းတရားကိုစိတ်ဝင်စားတယ်ဆိုရင်လည်းပဲဘုန်းကြီးအစွမ်းလည်းမဟုတ်ဘူးဒီလူတွေရဲ့အစွမ်းလည်းမဟုတ်ဘူးဘယ်သူအစွမ်းမြတ်စွာဘုရားရဲ့အစွမ်းဒါကိုမြင်ရမယ်နော်အဲ့ဒါကိုမြတ်စွာဘုရားထောက်ပြတာတထာဂတဣစရိယမြတ်စွာဘုရားရဲ့အံ့ဩဖွယ်ရာ၄ချက်တည်းအဲ့ဒါနံပါတ်1အချက်ပဲဒီလိုနည်းနည်းတဲ့အကြောင်းအရာတွေကိုဘုန်းကြီးကသဘောကျတယ်အဲဒီလူတွေလည်းပဲသဘောကျသေးတယ်လို့ပြောပြတယ်နော်ကိုခိုင်စောကြီးဒါပထမမြတ်စွာဘုရားရဲ့တထာဂတဣစရိယဒုတိယဣစရိယဘာတော့ဆိုတော့မာနာရာမဘိက္ခွေပဇာမာနရတ္တမာနသမုဒိတာနောက်ဟာဒီတော့လွယ်သွားပြီတရားဝါတွေဟာရှင်းပြိုင်းနေရတာကိုအလွန်ပြောတယ်သူကဘာငါဘာဆိုအထင်လေးနဲ့အယံပြောတယ်မာနဆိုတာအထင်ပဲလေထင်ပြီဆိုတာနဲ့ကိုကတော့အဆင့်တစ်ဆင့်ဆင့်မှာရောက်သွားမှာဟုတ်လားသူလည်းမြင်သလားသို့မဟုတ်နှိမ့်သလားဒန်းတူလားဘာလားညာလားပေါ့ဟင်ဟိုကလားလေးတွေတွေ့တဲ့ခါဘယ်လိုမြင်တော့
ဟောလေနှုံချလိုက်တဲ့ကောင်နေကွာဆိုအကူကတော့တနေရာသူတို့တဲ့အထက်တော့နည်းနည်းတော့ရောက်သွားနော်ဟုတ်တယ်မဟုတ်လားဦးတယ်မိုင်းတတရရဝိသလာတဲ့လူတွေမြင်တဲ့အခါကျတော့သူတို့ကမစိုးပဲဆိုတော့ဒန်းတူလို့ထင်လိုက်သလားဒါမှမဟုတ်ငါတို့ကသူလောက်တော့မရှိဘူးနဲ့တူတယ်ဆိုရင်ကိုယ်ပဲဖြစ်သွားပြန်ပြီတော့အောက်ကျသွားပြန်ပြီနော်ဘယ်သူကလှုပ်တယ်အဲ့ဒီအထင်တယ်မာနလှုပ်နော်မာနဆိုအဲ့ဒါကိုပြောတာဟုတ်လားတရားရောက်ကိုမြင်လိုက်တာနဲ့တခုခုကိုကြုံလိုက်တာနဲ့စိတ်ကရှင်ပြီးသားနှိုင်းပြီးသားငါပါသူပါဆိုအဲ့ဒါတကယ်တမ်းလေးလံတယ်အဲ့ဒါကိုသတိထားကြည့်အကောင်းသူကဟုတ်လားအဲ့ဒါတရားတွေကမကောင်းလို့လားမကောင်းတာအဲ့ဒါနဲ့ပဲပြောနေတာတဲ့ဟုတ်တယ်လူချင်းချင်းတွေ့ရင်အဲ့ဒီနယ်လဲအရင်ကျယ်နော်စီဝါရေးလောကလဲစီဝါရေးလောကမှာဘာလောကတိုင်းမှာဘာလုပ်နေတော့ရှင်နေကြတာပဲလေဟုတ်တယ်မဟုတ်လားပြိုင်နေကြတာပါနော်အဲ့ဒီရှင်ပြိုင်မှုကိုဘာပဲညာပဲမှတ်ထင်မှုဒီမာနနဲ့ပျော်နေကြတဲ့တရားတွေသူတို့ကပျော်စရာဆိုလို့ဒီမာနလေးပဲရှိဘုန်းကြီးအဲ့လိုလေးလည်းပြောလိုက်ချင်တယ်ဟုတ်လားပျော်တယ်အသိပြန်လည်းတိတ်ပြီးတော့ကောင်းကောင်းမရှိနော်လိုချင်ရင်းနဲ့ပျော်မယ်အခုဒုတိယပါတော့မာနနဲ့ပျော်မယ်ဘာပဲညာပဲမှတ်ထင်ရင်းနဲ့ပျော်နေအထင်တစ်လုံးနဲ့ပျော်နေတယ်ဟုတ်လားဥအိခဏနာပျော်နေအထင်တွေပါကိုတော့ဟုတ်လားတကယ်မဟုတ်ဘူးပေါ့နော်တကယ်မဟုတ်ဘူးနော်စိတ်ကတော့သူထင်းနေတာဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားပွင့်လာတဲ့အခါမှာသာတထာဂတိနမာနဝိနိယေဓမ္မေဒိဋ္ဌိယမှာလေမာနကင်းကြောင်းတရားကိုမြတ်စွာဘုရားဟောတယ်ဒါတွေကလွဲမှားနေသူ့ကိုလည်းဘာလို့ထင်းမနေနဲ့ကိုယ်ကိုလည်းဘာလို့ထင်းမနေနဲ့တကယ်ကဘာမှမဟုတ်ဘူးယုံနာဒုက္ခဖြစ်နေတာသူကနော်တကယ်ကဘာဖြစ်နေတာဒုက္ခဖြစ်နေတာကျွတ်တော့အဲ့ဒါကိုနားကိုမလဲဘူးနားမလဲတဲ့အခါကျတော့ထင်းနေတာပေါ့နော်အဲ့ဒါလိုမြတ်စွာဘုရားမာနမှာပျော်ရတဲ့တရားတွေကိုမာနကင်းကြောင်းတရားလည်းဟောလိုက်ရောစောစောကမာနနဲ့ပျော်နေတဲ့တရားကမာနကင်းကြောင်းတရားကိုဘာဖြစ်တော့စိတ်ဝင်စားတယ်ဆိုလိုတာကမြတ်စွာဘုရားဟာမာနနဲ့ပျော်တဲ့တရားကိုမာနကင်းကြောင်းတရားမှာစိတ်ဝင်စားလာအောင်လုပ်နိုင်စွမ်းရှိတယ်ဘုန်းကြီးကတော့လေးလေးနက်နက်စဉ်းစားကြည့်တယ်ဘာဖြစ်လို့မြတ်စွာဘုရားအဲ့ဒီလိုဆွဲဆောင်နိုင်တာတော့ဆွဲဆောင်တယ်ဆိုတဲ့စကားလုံးလေးသုံးကြည့်လိုက်မယ်အဲ့လိုဆွဲဆောင်နိုင်တာဘာနဲ့ဆွဲဆောင်တာလဲဆိုတော့အမှန်တရားကိုပြပြီးတော့ဆွဲဆောင်တယ်လို့ထင်နော်အမှန်တရားဟာဆွဲဆောင်မှုအကြီးဆုံးပဲလို့ဘုန်းကြီးကအဲ့လိုပြောခြင်းတယ်မှန်ပြီဟဲ့ဆိုရင်ကျန်တာတိတ်တန်ဖို့မရှိတော့ဘူးအဲ့ဒီမှန်တဲ့ဟာအကောင်းဆုံးပဲတကယ်ကဟုတ်တယ်မို့လားဒါတော့အကျိုးအကြောင်းအကုန်လုံးပြတာလေလောဘရဲ့အပြစ်ပြဒါတကယ်အမှန်တရားပဲတကယ်ဆင်းရဲတာပဲပူလောင်တာပဲမာနဖြစ်တယ်တကယ်ဆင်းရဲတာပဲပူလောင်တာပဲမှန်လို့မို့တရားဟာမှန်တာကိုကြိုက်တယ်ဒါပေမဲ့အဲ့ဒီအမှန်တရားကိုပြနိုင်စွမ်းရှိတာဘယ်သူတော့မြတ်စွာဘုရားဒါကြောင့်မြတ်စွာဘုရားအံ့ဩစရာကောင်းတယ်ဆိုတာအဲ့ဒါကိုပြောတာနော်ဘယ်နှချက်ရှိနော်နောက်တတိယအနုပသမရာမဘိက္ခွေပဇာအနုပသမရတအနုပသမတံမုဒိတာတရားတွေဟာတတိယဘယ်မှာပြောနေကြတော့ဆိုတော့မငြိမ်းမချမ်းပူလောင်နေရတာမှပြောရတယ်တဲ့ရှုံနိုင်စရာတော့မရှိဘူးဟင်ကိုခိုင်စောကြီးပါဇက်ကတော့ပြောတာပဲငြိမ်းအေးခြင်းတယ်ဟုတ်လားဒါပေမဲ့တကယ်စိတ်ကပဲပြောတာပူလောင်နဲ့ပဲပြောတာအာယုန်နေဆိုတာတကယ်ပူတာပဲလေသူတို့ရှုပ်ထူတွေသွားဟိုဟာကြည့်ဒီဟာကြည့်ဟိုဟာနတ်ထောင်ဒီဟာနတ်ထောင်ပဲပြောမငြိမ်းမချမ်းပဲပြောတာစိတ်ကတွေးရင်လည်းပဲပူလောင်စရာတွေပဲတွေးနေတာပဲများတာပဲလေဟုတ်တယ်မို့လားတော်ရင်အေးဟောတာအကြောင်းကိုဘယ်သူကဇွတ်ရောက်တွေးဆိုပြီးတော့ဇွတ်အတင်းကိုယ်စိတ်ထဲထည့်ပေးတယ်ဘယ်သူမှထည့်မပေးဘူးဟိုကိုပါတော့ပူခြင်းလွန်းလောင်ခြင်းလွန်းလို့ကိုမဖြစ်မနေစိတ်ထဲကိုလို့တော့ထည့်တာကိုမတွေးခြင်းမတွေးလို့ရတာပဲကိုယ်ဘယ်သူမှအတင်းအကျပ်ချုပ်ကန်ပြီးတော့မင်းဒီပူစရာတွေတွေးလို့ခိုင်းတာမရှိပါဘူးဟုတ်တယ်မို့လားဒါပေမဲ့ကျွတ်တို့ကိုယ်တိုင်းကိုယ်စားဘယ်လိုဖြစ်နေအပူကြိုက်ကြီးတွေဖြစ်နေနော်အပူကြိုက်အရှုပ်ကြိုက်ဟုတ်ကိုပြန်စဉ်းစားနော်ဒါမြတ်စွာဘုရားပြောတာနော်အနုပသမရာမဘိက္ခွေပဇာအနုပသမရတတရားတွေဟာပူလောင်မှုမှပြောတယ်မငြိမ်းချမ်းမှုမှပြောတယ်လှုပ်ခတ်ပြီးတော့တခါလေဆင်းရဲနေရရင်ဟုတ်တယ်ထင်နေတာဟုတ်လားအဲ့ဒါဘုရားပွင့်လာတဲ့အခါကျတော့သာတထာဂတိနာဥပတမိကိဓမ္မေဒိဋ္ဌိယမနိသုတ်တုတတိသောတံဩရတိအညာစိတ်တံဥပထပင်တိငြိမ်းအေးကြောင်းတရားမြတ်စွာဘုရားဟောလိုက်တယ်စောစောကမငြိမ်းချမ်းမှုမှာပျော်တဲ့တရားဟာငြိမ်းချမ်းကြောင်းတရားလည်းဟောလိုက်ရောခေါင်းထောင်လာစိတ်ဝင်စားလာတယ်သိကျင်တဲ့စိတ်ပြင်းပြလာတယ်နားဆိုင်ထောင်လေ့လာဟောကျတို့အခုအဲ့ဒါလုပ်နေတာနော်ဘယ်သူအစွမ်းကြောင့်အဲ့လိုလုပ်နေတာဘုရားအစွမ်းကြောင့်ဘုရားကလောကမှာမပွင့်ခဲ့ဘူးဆိုရင်ဒါတွေကနားတွေကိုဘာမှဒီစကလုံးတွေလည်းရောက်လာစရာအကြောင်းလည်းမရှိဘူးဒီအကြောင်းအရာတွေစိတ်ထဲရောက်လာစရာအကြောင်းလည်းမရှိဘူးဒီတိုင်းကိုပိတ်နေခြင်းလို့နေဖြစ်လို့ဖြစ်နေမှာပဲဟုတ်တယ်မို့လား
ဒီလောဘတွေမာနတွေပူလောင်မှုရှုပ်ထွေးမှုတွေနဲ့ပဲသွားနေမှာခုဒါလေးတွေကိုအစအနရထားတဲ့ဂျားထဲမှာတောင်ကျွတ်ထုတ်ဒီဟာနဲ့ပဲဆက်ပြောနေတာမဟုတ်လားတရက်24နာရီကုန်တယ်အိတ်တဲ့အချိန်ကိုနှုတ်လိုက်ကျန်တဲ့အချိန်တွေထဲမှာဘာနဲ့ပြောတာများအာလျာနဲ့ပြောရင်ပြောမယ်မာနနဲ့ပြောရင်ပြောမယ်အခုပူလောင်မှုနဲ့ပြောမယ်သူတို့ကငါအချိန်ပေးပါအောင်ဟိုတရားတွေကလည်းငါအချိန်ပေးပါအောင်ကို့မဲ့အချိန်တော့မလောက်ဘူးမာနအတွက်ပေးလိုက်ရတဲ့အချိန်နဲ့လောဘအတွက်ပေးလိုက်ရတဲ့အချိန်ဟုတ်တယ်မဟုတ်လားဒါမြတ်စွာဘုရားကိုကြည်ညိုတတ်ဖို့ဘုန်းကြီးကပြောပြနော်အဲ့တော့တတိယချက်သရဝါတွေကဘယ်မှာပြောတာတော့ပူလောင်မှုမှာပြောတယ်ငြိမ်းချမ်းမှုမှာပြောတယ်ဥပသမဆိုတာငြိမ်းအေးတာအနုပသမဆိုတာအဲ့ဒီငြိမ်းမှုရဲ့ဆန့်ကျင်တယ်ငြိမ်းအေးဟုတ်လားအဲ့ဒါမြတ်စွာဘုရားရဲ့တတိယမငြိမ်းချမ်းမှုမှာပြောကြတဲ့သရဝါတွေကိုငြိမ်းချမ်းရေးတရားဟောလိုက်တဲ့အခါမှာအဲ့ဒီသရဝါတွေစိတ်ဝင်စားလာတယ်အဲ့လိုလုံနိုင်စွာမြတ်စွာဘုရားမှာရှိတယ်ဒါပြောတာနော်နောက်၄ခုမြောက်အဝိဇ္ဇာကတာဘိက္ခွေပဇာအန္တဗုဒ္ဓပိယောနတ္တာသရဝါတွေရဲ့သဘောမြတ်စွာဘုရားဘယ်လိုမြင်တော့သူတို့ရဲ့စိတ်ကလေးကမသိမှုအမိုက်အမှောင်ထဲမှာပဲနေတာမသိမှုလေးကပဲမသိမှုကြီးကပဲသူတို့စိတ်ကိုဝမ်းချုံထားတာဥမာဥထဲမှာရှိတဲ့သရဝါဥခွန်ကသူ့ရက်၄မျက်နှာရက်10မျက်နှာအကုန်လုံးမလုပ်ထားတော့ပုံလွှမ်းထားတယ်ဘယ်နာလေးမှအချားပေါက်လေးတောင်မရှိဘူးအလင်းအောင်လေးဘယ်နာလေးကမှိန်ပြပြလေးထိုးနေတယ်လို့တောင်မရှိဘူးပိတ်ပိန်အကုန်လုံးသူ့ဝန်းကျင်တစ်ခုလုံးကဥကွန်ကသူ့ကိုပုံလွှမ်းထားတယ်ဘုန်းကြီးတို့ရဲ့စိတ်ကိုလည်းပဲပိတ်ပိန်ဘယ်သူကပုံလွှမ်းထားတော့ဆိုရင်အဝိဇ္ဇာပုံလွှမ်းထားတယ်မသိသေးဘူးခုမသိသေးဘူးဆိုတာလေးသိအောင်ကြိုးစားတဲ့အခိုက်အတန့်လေးလောက်ပဲရှိအောင်မလို့ထင်နော်စဉ်းစားကြည့်နော်အဲ့တော့မြတ်စွာဘုရားကအဲ့ဒါလို့အဝိဇ္ဇာနဲ့နေကြတယ်အဝိဇ္ဇာဥက္ကုံထဲမှာဖြစ်နေကြတယ်ဒီသရဝါတွေကိုဒီအဝိဇ္ဇာပယ်ရှားကြောင်းတရားကိုလည်းဟောလိုက်ရတနည်းအားဖြင့်သိကြောင်းတရားကိုလည်းဟောလိုက်အဲ့ဒီသရဝါဘာဖြစ်လာတော့စိတ်ဝင်စားတယ်နားထောင်နားဆိုင်အဲ့ဒါကိုဘုန်းကြီးကရည်ရွယ်ပြီးတော့ပြောတာစောစောစကလုံးတစ်လုံးကိုယ်စကလုံးလေးကိုလည်းပဲသဘောကျတယ်ကောင်းတဲ့ဘက်ကိုပြောင်းလဲပြင့်နိုင်တယ်လောကကြီးတစ်ခုလုံးကောင်းတဲ့ဘက်ကိုပြောင်းလဲတော့မြတ်စွာဘုရားအစွမ်းဆောင်နိုင်ဆုံးလို့ပြောလို့ရတယ်ဟုတ်လားဒါပဲတစ်ခုရှိတာပေါ့လေပြောင်းလဲနိုင်စွမ်းရှိတဲ့လူကပြောင်းလဲနိုင်စွမ်းရှိပေမဲ့လို့အပြောင်းခံရမဲ့သရဝါကပြောင်းလို့ကိုမရတဲ့အနေအထားမျိုးဖြစ်နေရင်တော့မရဘူးတော့ဟုတ်တယ်မို့လားဘုရားလက်ထက်ကလည်းပဲဒါမြတ်စွာဘုရားတတ်တော်ထင်ရှားမြတ်စွာဘုရားနဲ့တွေ့တဲ့ပုဂ္ဂိုလ်တိုင်းပြောင်းလဲသွားတယ်လို့ပြောလို့ရလားမရဘူးတချို့ဆိုရင်မကောင်းတဲ့ဘက်တောင်ပြောင်းလဲသွားတယ်ရှိသေးတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့လူတစ်ယောက်ပြောင်းလဲဖို့ဆိုတာကသူ့ရဲ့ပင်ကိုကသူကပြောင်းလဲနိုင်ပြောင်းလို့ရတဲ့အခြေအနေတစ်ခုဟုတ်သလားမဟုတ်ဘူးလားဆိုတာလည်းပဲလိုသေးတယ်လို့ဒါဘုန်းကြီးကတော့မြင်ကြည့်တယ်။ဝါစကားတစ်ခုရှိတယ်ကြောက်ခဲစီကြိတ်လို့စီမထွက်ဘူးတဲ့။တော့ကြောက်ခဲကြီးပဲလေ။နှမ်းတို့မြေပဲတို့ကြိတ်မှထွက်မှာ။အဲ့ဒီနှမ်းတို့မြေပဲတို့ကလည်းကြိတ်မှထွက်မှာမကြိတ်ရင်မထွက်ဘူးဟုတ်။ဟောတူဒီလိုနော်။ကြောက်ခဲတို့ကြတော့ကြိတ်လဲထွက်သလားမထွက်ဘူးဒါကောင်းတဲ့ပေါ်တဲ့ဥမာတွေကိုပြောပြတာဟုတ်လား။အဲ့တော့ကိုကကောင်းမြတ်တဲ့ဘက်မှာပြောင်းလဲခြင်းတယ်ဆိုလို့ရှိရင်ဒီပြောင်းလဲဖို့အတွက်မှန်ကန်တဲ့နီလန်းဟိုကသိဖို့လိုတယ်ကိုယ့်ရဲ့ဉာဏ်တစ်ခုတည်းနဲ့ဘုန်းကြီးတို့မပြောင်းလဲနိုင်ဘူးဟုတ်လားကိုယ်ဒီကောင်းမြတ်တဲ့ဘက်ကိုပြောင်းလဲသွားဖို့အတွက်နိမလန်းမှာညွှန်ပြတဲ့သင်ပေးတဲ့ဆုံးမတဲ့ဒီဒေသနာတွေဘုန်းကြီးတို့တွေ့ဖို့လိုတယ်အဲ့ဒါတွေနဲ့တွေ့တိုင်းရောဒီလူတယောက်ပြောင်းသလားဆိုတော့မပြောင်းပါဘူးသူ့ရဲ့ပင်ကိုကသူကပြောင်းလို့ပြောင်းလဲနိုင်တဲ့လူဟုတ်ရဲ့လားမဟုတ်ဘူးလားဒါလည်းပဲရှိသေးတယ်သူ့ရဲ့စိတ်ကဘယ်လိုလဲဆိုတာရှိသေးတာဟုတ်လားအဲ့တော့ဘုန်းကြီးပြောနေတာကမြတ်စွာဘုရားကအလွန်ထူးခဲ့တဲ့ပုဂ္ဂိုလ်အလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့ကျွတ်တို့တာမန်အဖြစ်သိထားကြတယ်အဲ့ဒါကိုအခုပို့ပြီးတော့လေးလေးနက်နက်အဲ့ဒီအတိကလေးကိုတိုးအောင်ကြိုးစားလိုက်တဲ့သဘောနော်ဒါမြတ်စွာဘုရားကိုယ်တော်တိုင်ဟောတာတထာဂတဣစရိယနော်ဒါကြောင့်မြတ်စွာဘုရားနော်သူကိုယ်သူငါဟာအလွန်ရဲရင့်တယ်လို့အဲ့ဒီဟောတဲ့ဒေသနာရှိအဲ့ဒီတုတ်တန်လေးလည်းဒီဘုရားဟောတော်မူတဲ့နေရာလေးမှာပြောတဲ့နယ်လို့ထင်အကျဉ်းမြင်လေးဘုံဘုံပြောပြမယ်ဝိတာရိဇတုတ်တန်ရှိတယ်ဝိတာရိဇရှောက်ယုံခြင်းကင်းရဲတဲ့မြတ်စွာဘုရားဘလို့လူလဲဆိုတာကိုဘုန်းကြီးကပုံဖော်နေတယ်မြတ်စွာဘုရားမူရင်းတဲ့နေရာလေးကမြင့်မြတ်တယ်ဆိုတော့ဘာလို့မြင့်မြတ်တာမြတ်စွာဘုရားမြင့်မြတ်လို့ပေါ့မြတ်စွာဘုရားဘလို့မြင့်မြတ်တာတော့ဟောအခုအဲ့ဒီမေကုန်းကိုပဲဘုန်းကြီးကဖြေနေ
မြတ်စွာဘုရားဘလို့မြင့်မြတ်တာတော့ဝေတာတိစ္ဆသုတ်တံလည်းပဲအဲ့ဒီစတုကနိဗ္ဗာန်အင်္ဂုတ္တထဲမှာပါကြောက်ရွံ့ခြင်းကင်းရဲတဲ့နေတိဟနာဒမြတ်စွာဘုရားစကားပြောရင်ချင်းလေးဟောက်တယ်လို့ပဲမြတ်စွာဘုရားသူ့ကိုယ်သူချင်းသေးနဲ့တူတယ်လို့ဟောတဲ့ဒေသနာတွေလည်းရှိတယ်တိဟသုတ်တံဆိုတာလည်းရှိတယ်အဲ့မှာနားလဲစေဟိုကျွမ်းကျင်အောင်နားလဲထားတဲ့သုတ်တံတစ်ခုကအဲ့ဒီဝေတာတိစ္ဆသုတ်တံရဲရင်တော်မြတ်ဘုရားနဲ့အမွယ်၄မျိုးဆိုပြီးတော့ဟိုတော့ပါကျုဆိုကြီးကြောင်းမှာဗုဒ္ဓနေ့လောက်တော့ဘုန်းကြီးဟောထားတယ်အဲ့ဒီတရားလေးလိုင်းပေါ်မှာရှိအခြေတုံးကနားထောင်ရင်အဲ့ဒီတရားလေးနားထောင်ကြည့်အခုကပြည်လုံးကြုံလုံးလေးမှာစိတ်ထဲမှာမြင့်မြတ်တဲ့နှလုံးသွင်းမှုလေးတွေဖြစ်အောင်ဘုန်းကြီးကပြောပြနော်ဝေတာရိဇသုတ်တံဘာလို့မြတ်စွာဘုရားသူဟာကြောက်ရွံ့ခြင်းကင်းရဲတင်တယ်ဘလို့ပိဋကကြားတယ်ပဲရောက်မြတ်စွာဘုရားကြောက်ရွံ့ခြင်းဆိုတာမရှိဘူးရဲရင်ဘာလို့အဲ့လိုရဲရင်ပြီးတော့ကြောက်ရွံ့ခြင်းကင်းပြီးတော့ရဲရင်နေနိုင်တယ်လဲဆိုရင်နော်ပထမတစ်ချက်မြတ်စွာဘုရားဝန်ခံတယ်တဲ့ငါဟာတပ္ပညုတဉာဏ်ကိုရတယ်အလုံးစုံကိုသိတယ်လို့မြတ်စွာဘုရားဝန်ခံတယ်အဲ့ဒါကိုတစုံတယောက်သောပုဂ္ဂိုလ်တစုံတယောက်သောနတ်တစုံတယောက်သောပြမကမင်းဒီတရားလေးတော့မသိပါဘူးကွာလို့အကြောင်းယုတ်တိခိုင်ခိုင်လုံလုံနဲ့လာပြီးတော့ထောက်ပြနိုင်တဲ့လူနတ်ပြမငါဘယ်မှာမှမတွေ့ဟုတ်လားတရားလုံးစုံကိုသိတယ်လို့ဝန်ခံတဲ့ငါကိုဘယ်တရားလေးတော့မသိပါဘူးလို့ဘယ်လူဘယ်နဲ့ဘယ်ပြမကမှအကြောင်းယုတ်တိခိုင်ခိုင်လုံလုံနဲ့လာပြီးတော့စောတကတက်နိုင်တာမရှိအဲ့ဒါကြောင့်မြတ်စွာဘုရားရဲရင်ဟုတ်လားဒါတစ်ချက်နော်အားလုံးကိုသိတယ်လို့ဝန်ခံထားတယ်ဘယ်သူမှဒါလေးတော့မသိဘူးလို့မြတ်စွာဘုရားလာပြောနိုင်တယ်လို့မရှိမဟုတ်မတရားပြောတာတွေတော့ရှိမယ်ရှိနိုင်တယ်ဒါဒီမှာမြတ်စွာဘုရားစကားကိုတိတိကျကျပြောထားတယ်အကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့တဘာဝကြကြမှန်မှန်ကန်ကန်လာထောက်ပြပြောဆိုနိုင်တာတော့မရှိကိုယ်အပုတ်ချရင်လို့ဘယ်တရားတော့မသိပါဘူးလို့သူပြောရင်တော့ပြောမှာပေါ့ဒါပေမဲ့သူပြောတာခိုင်လုံတဲ့အကြောင်းပြချက်မရှိဘူးလို့ပြောတာဟုတ်လားဒါပထမတစ်ချက်ပါနော်ဒုတိယတစ်ချက်ကဘယ်အာသောတရားဘယ်ကိလေသာတရားမှငါတဏ္ဍာမှာရှိမနေဘူးအာသောတရားကုန်ခန်းတယ်ခိနာသောတတိပရိဇာနောတော့အာသောတရားကုန်တယ်လို့ဝန်ခံတဲ့ငါမှာဘယ်အာသောတရားလေးတော့ရှိပါတယ်လို့ဟောဘယ်လူဘယ်နဲ့ဘယ်မှာမှမြတ်စွာဘုရားကိုအကြောင်းယုတ်တိခိုင်ခိုင်လုံလုံနဲ့လာပြီးတော့ထောက်ပြပြောဆိုနိုင်တာမရှိဘူးအဲ့ဒါကြောင့်ငါကြောက်ရွံ့ခြင်းကင်းရဲတင်းနဲ့နေရဒါဒုတိယအချက်ပေါ့နော်ဒါလေးတွေကစိတ်ထဲမှာပိုင်နိုင်မှတ်လဲမမိစေခြင်းနဲ့ကျွမ်းကျင်ခြင်းလဲအာယုံပြုတဲ့စေခြင်းတယ်နော်မြတ်စွာဘုရားအလုံးစုံကိုသိတယ်လို့ဝန်ခံတယ်အဲ့ဒါကိုဘယ်လူဘယ်နဲ့ဘယ်မှာကမှဘာလေးတော့မြတ်စွာဘုရားမသိပါဘူးလို့လာပြီးတော့ထောက်ပြပြောဆိုနိုင်တာမရှိဘူးဒါကြောင့်မြတ်စွာဘုရားစိတ်ဟာအမြဲတမ်းရဲခြင်းဟုတ်လားအာသောတရားကုန်ပြီလို့ဝန်ခံတဲ့မြတ်စွာဘုရားကိုဘယ်အာသောတရားလေးဘယ်ကိလေသာတရားလေးဘယ်အကုသိုလ်လေးတော့ရှိပါသေးတယ်လို့လာပြီးတော့အကြောင်းယုတ်တိခိုင်ခိုင်လုံလုံနဲ့ပြောနိုင်တာမရှိဒါကြောင့်မြတ်စွာဘုရားရဲခြင်းနောက်သရုဒ္ဓအချက်ကြတော့ဘာပြောတော့အန္တရာယိကဓမ္မဒီတရားတွေဒီပုံစံဒီနေတာမျိုးဒီပြောတာမျိုးဒီတွေးတာမျိုးဒါမျိုးမလုပ်နဲ့ဒါမျိုးလုပ်ရင်မင်းတို့ဒုက္ခရောက်လိမ့်မယ်အန္တရာယ်ရှိဒီတရားလက်ရှိတန်လန်းနဲ့မင်းတို့တရားကျင့်ရင်တရားမရနိုင်ဘူးအန္တရာယ်ရှိတယ်ဒီတရားတွေကအန္တရာယ်ရှိတယ်မကောင်းတဲ့တရားတွေလို့မြတ်စွာဘုရားဟောထားတာရှိတယ်အဲ့ဒါကိုအကြောင်းယုတ်တိခိုင်ခိုင်လုံလုံနဲ့ကိုတော့အန္တရာယ်ရှိတယ်လို့ဟောပြတော့တကယ်တမ်းတော့အန္တရာယ်မရှိပါဘူးလို့ဘယ်လူဘယ်နဲ့ဘယ်မှာကမှအကြောင်းယုတ်တိခိုင်ခိုင်လုံလုံနဲ့လာပြီးတော့ထောက်ပြပြောဆိုနိုင်တာမရှိဘူးအဲ့ဒါကြောင့်မြတ်စွာဘုရားကြောက်ရွံ့ခြင်းကင်းရဲတဲ့ကောင်းရနော်အန္တရာယိကဓမ္မနောက်တစ်ခုကတမ္မာဒုက္ခခယကောင်းစွာဆင်းရဲဒုက္ခကိုကုန်ခန်းစေတဲ့တရားမြတ်စွာဘုရားဟောတယ်နေယန္တိကဓမ္မလို့လည်းခေါ်ဒုက္ခတွေကနေလွတ်မြောက်သွားဖို့တော့မြတ်စွာဘုရားတရားဟောအဲ့ဒီမြတ်စွာဘုရားဟောတဲ့ဒုက္ခငြိမ်းချောင်းကောင်းစွာဒုက္ခကုန်ခန်းကြောင်းတရားကိုဒီတရားအကောင်းစွာဒုက္ခကုန်ခန်းစေတဲ့တရားမဟုတ်ပါဘူးလို့အကြောင်းယုတ်တိခိုင်ခိုင်လုံလုံနဲ့ဘယ်လူဘယ်နဲ့ဘယ်ပြမာကမှလာပြီးတော့မြတ်စွာဘုရားကိုစောတကတက်နိုင်တာမရှိဘူးဒါကြောင့်မြတ်စွာဘုရားအကြောင်းအချင်းကင်းရဲတဲ့နဲ့နေရတယ်နော်တမ္မာဒုက္ခခယလို့ပြောတော့ဘုန်းကြီးကဒီမှာလမ်းလာတော့ကိုခိုင်စောကြီးကိုမေးဒီမှာဘုရားဘာသာဘယ်လောက်ရှိတော့ဒီနိုင်ငံမှာလူကြီး30တန်း330တော့ရှိတယ်နော်အဲ့ဒါဟိန္ဒူက81ရာခိုင်နှုန်းဘုရားဘာသာ100ရာခိုင်နှုန်းအဲ့ဒီ100ရာခိုင်နှုန်းသောဗုဒ္ဓဘာသာဒီထေရဘာသာမဟုတ်မဟာယာနဒါမဟာယာနဆိုတာဘယ်လိုဟာတော့အများကြီးစဉ်းစားတဲ့အကောင်းနော်မဟာယာနဗုဒ္ဓဘာသာဆိုတာဘယ်လိုဟာတော့တကယ်မြတ်စွာဘုရားတည်တည်ခြင်းနဲ့
အနေအဓိပ္ပာယ်တွေကိုသိတဲ့နေရာမှာထေရဝါဒနဲ့ထပ်တူကြသလားဒါတွေအများကြီးစဉ်းစားတဲ့အကောင့်နဲ့ဒါတမ္မာဒုက္ခခရကိုဒီစကလုံးလေးပြောရင်းနဲ့မြတ်စွာဘုရားရဲ့ဒေသနာတော်တွေကတမ္မာဒုက္ခခရကောင်းစွာဒုက္ခကိုကုန်ခန်းစေတယ်ဆိုတဲ့အပိုင်းမှာသူတို့ယုံကြည်ထားတာသူတို့နားလည်ထားတာကဘယ်လိုတော့ဘုန်းကြီးတို့အများကြီးလေ့လာတယ်အဲ့ဒီကိစ္စဟုတ်လားအဲ့တော့ပြောရင်တာကဒါမြတ်စွာဘုရားမွေးဖွားတဲ့နေရာပဲဒါမြတ်စွာဘုရားရဲ့တန်ဖိုးကိုနားလည်တဲ့ပုဂ္ဂိုလ်သိတဲ့ပုဂ္ဂိုလ်တွေကတော့အမျက်တနိုးထားပြီးတော့လာကြည့်ကြတယ်ပေါ့နော်ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ဘာတော့တာမန်ပဲပေါ့ဟုတ်တယ်မဟုတ်လားဒါဘာမှတော့စိတ်မကောင်းဖြစ်เสียအကြောင်းတော့မရှိပါဘူးဒီလိုပါပဲဟုတ်လားအဲ့ဒီမှာစိတ်မကောင်းဖြစ်တာလေးတစ်ချက်ကအဲ့ဒီဗုဒ္ဓဘာသာဆိုတဲ့800ခိုင်နှုန်းသောလူပါကိုဘယ်လိုတုံးဆိုတာလေးကိုကိုကြီးကနည်းနည်းစိတ်ဝင်စားရတော့နော်အဲ့ဒါကိုစိတ်ဝင်စားရတယ်ဟုတ်လားကျန်တဲ့ဘာသာမတူတာဆိုတာတော့မတတ်နိုင်ဘူးပေါ့နော်ဘာသာတူပါတယ်ဆိုတာကိုကတော့တကယ်လေးနဲ့တဲ့အဓိကကြတဲ့အမှန်တရားတွေမှာနားလည်မှုတူကြတာဟုတ်ရဲ့လားသူတို့နားလည်ထားတာအမှန်တရားပုံမှာနားလည်တာဟုတ်ရဲ့လားဆိုတဲ့တန်တရားပေါ့ဘုန်းကြီးစိတ်ထဲမှာဟုတ်လားအဲ့တော့ပြောရင်တာကကို့မှာဒီထေရဝါဒမြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာတွေကိုမူရင်းအတိုင်းမပြတ်မယွင်းလိလာခွင့်လိုက်စားခွင့်ရတာကတကယ်တမ်းကအကြီးမားဆုံးသောအခွင့်အရေးအဲ့တော့အကြီးမားဆုံးသောကောင်းမြတ်ခြင်းလို့ဘုန်းကြီးကအဲ့လိုပြောတယ်ဟုတ်လားအဲ့ဒါမသိဘူးဆိုလို့ရှိရင်တော့ဗမာပြည်မှာဖြစ်ပြီးတော့ထေရဝါဒတို့အဲ့ဒီခေါင်းစဉ်အောက်မှာနေတော့လည်းပဲဘာမှသိပြီးတော့ကောင်းတယ်လို့မဆိုနိုင်မြတ်စွာဘုရားရဲ့ဒေသနာတွေမြတ်စွာဘုရားတည်တည်ခြင်းနဲ့အနေဒိဗေတွေကိုပိုင်နိုင်တော့ဒေသနာတွေကိုအခြေခံပြီးတော့တည်တဲ့မြင်တဲ့ဉာဏ်ဘာမှမရှိဘူးဆိုရင်တော့ဘုရားနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အနေအထားဘာမှမဟုတ်သေးဘူးလို့ပဲပြောရမှာဟုတ်တယ်မဟုတ်လားအခုဘုန်းကြီးပြောလိုက်တယ်နော်ခုနကတော့မြတ်စွာဘုရားအောင်းစရာကောင်းတယ်ဆိုတာကိုဘယ်ရှုတော့ကနေမြတ်စွာဘုရားပြောထားတယ်လေဒါလေးကိုဘုန်းကြီးကမြင်စေချင်တာအများစုကထူးခြားတယ်ဆိုရင်ဩ तू ကဘုရားပဲကွာတို့ကလူပဲကွာဟုတ်လားနော်ဒီအခြေအနေလောက်ပဲမြင်တာမို့လားတကူပြမယ်မြေရှို့မယ်မူးပြန်မယ်မဖြစ်နိုင်ဘူးလို့ပါမန်လူတွေမဖြစ်နိုင်လောက်တဲ့ကိစ္စတွေကိုလုပ်ပြနိုင်စွမ်းရှိတာကိုပဲဘုရားဆိုတဲ့အမြင်နဲ့မြင်ရမှာကိုခုမြတ်စွာဘုရားမြင်ပြတာလေဘလောက်လေးနဲ့တော့ဟုတ်တယ်မို့လားလောဘနဲ့ပြောတဲ့တရားတွေလောဘကင်းကြောင်းတရားဟောလိုက်တော့ဒီဘက်ကိုစိတ်ဝင်စားအောင်ငါဆွမ်းဆောင်လိုက်တယ်ဒါကြောင့်ငါအံ့ဩစရာကောင်းတယ်ပြောင်းလေးတယ်ဆိုတာကိုပြောရနော်မာနနဲ့ပြောတဲ့တရားတွေမာနထဲမှာမပြောငါဆွမ်းဆောင်နိုင်တယ်ဟုတ်လားအပူထဲမှာပြောရတဲ့တရားတွေအေးချမ်းမှုမှာစိတ်ဝင်စားလာအောင်ငါဆွမ်းဆောင်နိုင်တယ်မသိမှုမှာပြောတဲ့တရားတွေကိုသိလာအောင်ငါလုပ်ပေးနိုင်တယ်အဲ့ဒါဒီပင်လေမြတ်စွာဘုရားရဲ့ထူးခြားခြင်းလို့မြတ်စွာဘုရားပြောခြင်းတယ်ဘုန်းကြီးကလေးလေးနဲ့ပဲသိသိချင်တာအပေါ်ယံနေလောက်သိတာကတော့သိကြိုးစားစရာမလိုဘူးလေအဲ့ဒါကတော့မွေးရစပြီးတော့ပတ်ဝန်းကျင်ပေါ်မူတည်ပြီးတော့သူထိုက်တဲ့နော်သိမြင်နားလည်မှုတွေကတော့ရလာမှာပဲဒီလိုလေးနဲ့တဲ့အကြောင်းအရာမျိုးတွေကိုမှန်မှန်ကန်ကန်သိနိုင်ဖို့မြင်နိုင်ဖို့ဆိုတာကြတော့ဘာလို့ဖို့လိုရတော့အများကြီးအဆိုင်ဖို့လိုလာပြီကိုယ်စိတ်ကလည်းဒီဥစ္စာကိုသိလို့စိတ်တွေအများကြီးထက်သန်လာဖို့လိုလာပြီဟုတ်တယ်မဟုတ်လားအဲ့ဒါအခုဘုန်းကြီးကဘယ်ကနေစကားပေါက်ထွက်သွားတာတော့ဟောမြတ်စွာဘုရားကြောက်ရင်ချင်းခင်ရဲတင်းအဲ့လိုပုဂ္ဂိုလ်မျိုးဘာလို့ကြောက်ရင်ချင်းခင်ရဲတင်းတာတော့အလုံးစုံကိုသိတယ်လို့ဝန်ခံတဲ့ငါ့ကိုဘာမသိဘူးဘာလေးတော့မသိပါဘူးလို့ဘုရားပြောနိုင်ဘူးကိလေသာအတော်ကုန်ပြီလို့ဝန်ခံတဲ့ငါ့ကိုဘယ်ကိလေသာအတော်လေးတော့ကြံပါသေးတယ်လို့ဘုရားမထောက်ပြနိုင်ဘူးတကယ်တော့သူခိုင်မာလို့ပေါ့အဲ့ဒါတွေကအာရစရာကောင်းတယ်ဘုရားဘာသာဖြစ်ရတာဟုတ်တယ်မဟုတ်လားဒါအန္တရာယ်ရှိတယ်လို့ပြောထားတဲ့အရာကိုအန္တရာယ်မရှိပါဘူးလို့ဘယ်သူမှဒါကိုပြောနိုင်တကယ်ရှိတာတော့မလုံးနဲ့ဒီသဘောပြောတယ်နော်ဒါလွတ်မြောက်ကြောင်းတရားဒါဒုက္ခငြိမ်းချမ်းတရားလို့ခေါ်ထားတာဒုက္ခငြိမ်းချမ်းတရားလွတ်မြောက်ကြောင်းတရားမဟုတ်ပါဘူးလို့ဘယ်သူမှမပြောနိုင်ဒီသဘောလေးကိုပြောတာအဲ့ဒါကြောင့်မြတ်စွာဘုရားအလွန်ခိုင်မာနေတယ်သူကတကယ်ကိုသစ္စာကိုတကယ်သိပြီးတော့ဒါကိုအဆုံးစွန်မြတ်စွာဘုရားပြည့်ပြည့်စုံဉာဏ်ပညာနဲ့နားလည်မှုရသွားဒီသဘောလေးဉာဏ်မြင်နားလည်ဒါကြောင့်မြတ်စွာဘုရားရဲ့စိတ်ဟာကြောက်အောင်ရင်ခင်ရဲတဲ့အဲ့ဒါဘုန်းကြီးတို့ကဒီအကြောင်းအရာမျိုးလေးတွေကိုနားထောင်လိုက်ရတဲ့အခါမှာစိတ်ထဲမှာကိုယ်လည်းမဖြစ်လာရဲရင်လာဘာရဲရင်လာဆိုတို့ကအမှန်တရားကိုနားလည်အောင်လုပ်နေတာနော်တို့အမိပြုထားတဲ့တို့ဆရာတင်ထားတဲ့အရာကအမှန်တရားကိုပဲပြောတာဒုက္ခငြိမ်းချမ်းကိုပဲပြောတာဒါကြောင့်တို့ကအလွန်မှကိုပဲနော်အရာသာရှိတယ်ဒီလိုအနေအထားမျိုးလေးမှာဖြစ်တည်ခွင့်ရတာအလွန်မှအရာသာရှိတယ်ဆိုတဲ့ခံစားချက်ရလာတယ်ဒီသဘောကိုပြောတာဟုတ်လား
အဲ့ဒါမှလာလေအခုမြတ်စွာဘုရားမွေးတဲ့နေရာလာကြည့်တယ်ဆိုတော့အော်ဘုရားဒီလိုထူးခဲ့တဲ့ပုဂ္ဂိုလ်လို့မြင်မှအရသာလည်းပို့ပြီးတော့ရှိမယ်ဟုတ်တယ်မို့လားဟောဒီလိုတရားမျိုးဘယ်မှာသိခဲ့သလဲဟောကရာဒေသမှာဒါမြတ်စွာဘုရားသိခဲ့အဲ့ဒါဖူးမြော်ခဲ့ပြီဟုတ်လားဓမ္မစကြာတရားသစ္စာ၄ပါးအနတ္တလက္ခဏာတို့ခေါ်တာတွေဒါဘုန်းကြီးတို့ပြောလာဟုတ်လားနောက်ထပ်လေးဌာနတွေကကုလိနာယုံပဲကြံတော့တယ်ဟုတ်လားပြိဋိဘဆန်တဲ့အခါဘုန်းကြီးကပြောပြမလဲတော့စိတ်ထဲမှာမရွေးချယ်ရသေးဘူးဟုတ်လားခုဘယ်နှမိနစ်ရှိသွားပြီလို့35ပဲရှိသေးတယ်ကဲအချင်းတူတူလေးပဲရှိသေးတယ်ဒါသည်ဘုန်းကြီးကပြောရတာတော်တော်အားရနေပြီရက်လိုက်ချင်နော်ဟုတ်တယ်ဟာသူကအနှစ်သာရရှိတဲ့တကားကလေးငယ်ကုန်းလည်းပဲသူကအဓိပ္ပာယ်တွေကကောင်းနေတဲ့အခါကျတော့ဒါဘုန်းကြီးကဒီတရားတော်ရဲ့ကောင်းမြတ်တဲ့ဂုဏ်ကိုနည်းနည်းလေးစဉ်းစားမိအောင်ပြောပြတာပါအများကြီးပြောမှမဟုတ်နော်နည်းနည်းလေးလည်းပဲခြေသက်တောင်ချမြတ်တမ်းပြေဝေကြရအောင်နော်ဒီဒုက္ခလှုပ်ထားသေးသလားဟုတ်ပြီအဲအဲ့လိုအားလုံးညီညာလိုက်ပြီးတော့ဆိုကြရအောင်မိမိတို့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုအစွစုကိုအာယုံပြုပြီးတော့ဤကုသိုလ်ဤကောင်းမှုတို့ရဲ့စွမ်းတတ္တိကြောင့်မဉ္ဇဉ်ဘုံဉ္ဇဉ်မျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေလို့ဆုတောင်းကြမယ်အလုံးသောတတ္တဝါတွေအညီမြတ်ကုသိုလ်ရဲ့အဖို့ပါကရံပြီးတော့ချမ်းသာကြပါစေလို့စေတနာမေတ္တာရှိထားပြီးတော့အမြတ်တမ်းများပေးဝေကြရအောင်အလုံးလိုက်ဆိုကြရအောင်အရှင်ဘုရားတပည့်တော်တို့သည်ယနေ့ယခုဓမ္မဒါနဓမ္မပူဇာဓမ္မတဝနာဓမ္မဒေသနာတရားအလှူပေးလှူကြရာဤချိန်ခါ၌စွမ်းနိုင်သမျှလူဒန်းကြရသောဒါနကုသိုလ်ဆောက်တည်ကြရသောသီလကုသိုလ်တရားနာယူကြရသောဓမ္မတဝနာဘာဝနာကုသိုလ်ဤကဲ့သို့များမြတ်သောကုသိုလ်ကောင်းမှုအစွစုတို့ကိုပြုလုပ်ကြပါကုန်၏အရှင်ဘုရားဤကောင်းမှုဤကုသိုလ်တို့၏အစွမ်းတတ္တိကြောင့်မဉ္ဇဉ်ဖို့ညာယနေ့ဗံကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုရပါလို၏အရှင်ဘုရားဤကောင်းမှုဤကုသိုလ်တို့၏ဖို့ပါကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစထား၍32ဘုံကျင်လီကုန်သောတတ္တဝအနန္တတို့အားထတ်တူထမြပေးဝေငှပါ၏အမြရကြ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသော